အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မကရှစ်နှစ်အရွယ်တသားမမီတို့ကစပြီးတော့လေ့ကျင့်ပေးလို့ရတဲ့ time capsule box လောက်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ဒီလိုမျိုးလေ့ကျင့်သင်ကြားပေးခြင်းဟာကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာသိမှုပိုင်းဆိုင်ရာတည်ထွင်ဖန်တီးမှုပိုင်းဆိုင်ရာတွေကိုမြင့်တင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆရာဆရာမများအနေနဲ့တော့၎င်းမိဘများအနေနဲ့ပဲဖြစ်ဖြစ်မိမိတို့ရဲ့သားသမီးကိုလေ့ကျင့်ပြထောင်ပေးနိုင်တဲ့အရာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုကျွန်မကဇလန်လေးတစ်ပုဒ်ကိုအသုံးပြုပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်ရှင်ဇလန်လေးရဲ့နာမည်ကိုတော့ mobile mat တစ်ပတ်လို့နာမည်ပေးထားပါတယ်ဒီဇလန်လေးမှာဆိုလို့ရှိရင်တော့တူဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်အဲ့ဒီကလေးမလေးဟာအမြဲတမ်း TikTok တွေYouTube တွေကိုကြည့်ပြီးတော့ပဲအားတဲ့အချိန်တိုင်းအချိန်ကိုဖုန်းကိုသုံးပြီးတော့အချိန်သုံးလေးရှိတဲ့ကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်သူဟာတနေ့မှာတော့ဒီနွေရာသီကျောင်းပိတ်ရက်ရောက်လာတဲ့အခါမှာသူ့ရဲ့မိသားစုကသူ့ဘာကြီးရှိရဲ့ရွာကိုအလဲသွားခဲ့တာပေါ့အဲ့တော့သူ့ရဲ့ဘာကြီးရှိရဲ့ရွာကိုရောက်တဲ့အခါမှာတော့အဲ့ဒီရွာဟာဖုန်းလိုင်းတွေလည်းမမေ့ဘူးအင်တာနက်လိုင်းသုံးလို့မရတဲ့နေရာတစ်ခုဖြစ်နေခဲ့တာပေါ့အဲ့ဒီလိုမျိုးဖုန်းအမြဲတမ်းကြည့်ပြီး TikTok အမြဲတမ်းသုံးနေတဲ့ကလေးတစ်ယောက်ဟာတူလေးဟာဖုန်းအင်တာနက်လိုင်းမရတဲ့အတွက်ကြောင့် TikTok တွေလည်းကြည့်လို့မရဘူး YouTube ကနေပြီးတော့ကာတွန်းကားတွေလည်းကြည့်လို့မရဘူးဆိုရင်တူလေးကဘယ်လိုခံစားနေရမလဲတကယ်လို့တသားမမီတို့သာတူလေးလိုမျိုးဆိုရင်ကိုတသားမမီတို့တွေဘယ်လိုခံစားရမလဲတို့တွေ့ကြည့်ချရအောင်ဒီပုံမြင်လေးထဲမှာတော့တူလေးကအရန်ကိုပဲပျော်ရွှင်မဲနဲ့စိတ်ညစ်နေတဲ့ကလေးလေးတစ်ယောက်ဖြစ်နေကြတာပေါ့ဒါနဲ့ပဲသူ့မမေကသူ့ပါကြီးရှိတဲ့ channel ကိုသူ့ကိုခေါ်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့သူကသူ့ပါကြီးစိုက်ပျိုးနေတဲ့ channel မှာဆိုရင်သူကခွေးလေးတွေကြောင်လေးတွေကျင်းငန်လေးတွေနဲ့အတူသူဟာကစားခဲ့တယ်။ဒါနောက်ပွင့်နေတဲ့ပတ်မင်လေးတွေကိုသူကလိုက်ပြီးကြည့်ရှုနေခဲ့တာပေါ့။ဒီလိုနဲ့ပဲသူဟာအဲ့ဒီနေ့တစ်နေ့လုံးအဲ့ဒီ channel မှာပဲသူဟာပျော်ရွှင်စွာနဲ့ခွေးလေးတွေကြောင်လေးတွေနဲ့ကစားနေခဲ့တာပေါ့။ညနေမှာတော့သူမေမေဟာ channel ကနေပြီးတော့လက်ဆက်တဲ့သီးနှံတွေကိုစုပ်ခုပ်ပြီးတော့ပြန်လာခဲ့ပြီးသူတို့ရဲ့ညစာကိုချက်ကျွေးခဲ့တာပေါ့အဲ့ဒီမှာလဲမိသားစုတွေစုံညီစွာနဲ့အားလုံးဟာပျော်ရွှင်စွာညစာကိုစားသုံးနေကြတယ်ပေါ့နောက်တစ်နေ့မှာတော့သူကသူ့ရဲ့ကိုရီနဲ့အတူရွာနားမှာရှိနေတဲ့တောလေးတွေကိုရှောက်ပြီးတော့လဲထားတာပေါ့အဲ့ဒီတောလေးဟာလည်းစမ်းချောင်းလေးတွေစီးဆင်းပြီးရမ်းကိုတာရတဲ့တောလေးတစ်ခုဖြစ်နေခဲ့ပါတယ်အဲ့ဒီမှာဆိုရင်သူဟာတောင်ကုန်းလေးတွေပေါ်ပြစ်တက်လိုက်တောင်ကုန်းလေးတွေရဲ့အပေါ်မှာရောက်လာတဲ့အချိန်မှာလေကလက်ဆက်တဲ့လေကိုရှူသွင်းလိုက်ပန်းမွန်လေးလှပတဲ့ပန်းမွန်လေးတွေကိုသူကကြည့်ရှုလိုက်ချင်းငယ်လေးတွေနဲ့အတူသူဟာတာယာလိုက်နဲ့ပျော်ရွှင်စရာဖြစ်နေခဲ့တာပေါ့နောက်နေ့မှာဆိုလို့ရှိရင်တော့သူကသူ့ဘာကြီးနဲ့အတူသူ့ရဲ့ channel မှာရှိတဲ့ပန်းမင်လေးတွေကိုစိုက်တယ်ပြီးရင်ရှိနေတဲ့ပန်းမင်လေးတွေကိုလည်းသူဟာရေကူးလောင်းခဲ့တာပေါ့ဒီလိုနဲ့သူ့ရဲ့နေ့ရက်တွေကိုဒီသဘာဝတရားကြီးပုံမှာသဘာဝတရားကြီးနဲ့ထိတွေ့ပြီးတော့သူ့ရဲ့အချိန်တွေကိုကုန်ဆုံးခဲ့တာပေါ့ပြီးရဲ့ဒီလိုနေ့အပြင်တူလေးဟာတဖြည်းဖြည်းနဲ့သဘာဝတရားကြီးကိုအရာသာကိုခံစားလာပြီးတော့သဘာဝတရားကြီးရဲ့အပေါ်မှာချစ်မြတ်နိုးမှုရှိလာခဲ့တာပေါ့ဒါအဲ့ဒီခါမှာတော့သူဟာတစ်ဖက်ပြည့်သွားတဲ့အချိန်မှာတော့သူဟာစက္ကုတ္တလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒီတတလေးပေါ်မှာသူတစ်ပတ်တာအတွင်းတွေ့ကြုံခဲ့ရတဲ့အမှတ်တရတွေသူတောင်တက်တဲ့ခါမှာရရှိလာခဲ့တဲ့အမှတ်တရနဲ့ယူလာခဲ့တဲ့ပန်းမွန်လေးတွေသူသဘာဝပုံကိုဘလို့ချစ်မြတ်နိုးလာတာလဲသူဘလို့ခံစားခဲ့ရတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုသူကရေးပြီးတဲ့အခါမှာအနာဂတ်မှာပြန်ဖွင့်ကြည့်တဲ့သူပြန်ကြည့်လို့ရှိရင်ပျော်ရွှင်စရာဖြစ်စေမယ့်အရာပြန်ဖွင့်ကြည့်ခြင်းတဲ့အရာတွေကိုသူကဖန်တီးပြီးတော့အဲ့ဒီတတလေးတွေကိုသိမ်းဆည်းလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့အဲ့ဒီတတလေးကို9နှစ်ကြာမှပြန်ဖွင့်မယ်ဆိုပြီးတော့တတလေးကိုပိတ်လိုက်ပါတယ်ကွယ်ဒါကတော့အဲ့ဒီမှာဆိုလို့ရှိရင်တတမမီတို့အနေနဲ့ရောတူလေးဟာသူ့ရဲ့မိသားစုတွေနဲ့ဘယ်ကိုသွားခဲ့တာလဲ
ရွာကနေပြီးတော့ဖုံးရှိတဲ့အခါမှာတူလေးကဘလို့ခံစားရတယ်လို့ထင်လေတူဟာသူ့ရဲ့အကိုရီနဲ့ဘယ်ကိုသွားခဲ့လဲသူ့ရဲ့ဘာကြီးနဲ့ဘာတွေလုပ်ခဲ့လဲသူဟာဘာကြောင့်တဘာဝကိုချစ်မြတ်လို့လာတာလဲဆိုတော့မိခွန်းတွေကိုဆရာဆရာမတွေနဲ့မိဘတွေကသူတို့ကိုမေးပြီးဖို့လိုပါတယ်ဒီဇလန်လေးပြီးတဲ့အခါမှာဒါတွေကိုမေးပြီးသွားပြီဆိုလို့ရှိရင်တော့တတမမီတို့ကိုသူတို့ဟာတဘာဝနဲ့ပတ်သက်တဲ့အခြားအမှတ်တရတွေဘာတွေရှိလဲဆိုတာကိုသူတို့ကိုပြောခိုင်းရမှာဖြစ်ပါတယ်ဒါအပြင်အဲ့ဒီအကြောင်းအရာတွေကိုတငယ်ချင်းတွေကိုမျှဝေချရအောင်ဆိုပြီးတော့ကျမတို့ဆရာဆရာမတွေနဲ့မိဘတွေကတိုက်တွန်းမှုလုပ်ရမှာဖြစ်ပါတယ်ဒါတွေပြီးသွားတဲ့အခါမှာတော့တတမမီတို့ကိုလက်တွေ့အနေနဲ့ကျမတို့ကစက္ကူတက်တာလေးဒူလီလေးလောက်ကြရအောင်ဒီတဘာဝတွေနဲ့ထိတွေ့ခဲ့ရတဲ့အမှတ်တရတွေကမှတို့တွေဟာနောက်အနာဂတ်မှာနောက်အချိန်မှာပေါ့နော်နောက်9နှစ်ကြာမှာငါတို့ဘာတွေကိုငါတို့ပြန်ဖွင့်ကြည့်တဲ့အခါမှာဘာတွေကိုအမှတ်တရသိမ်းထားခြင်းလဲဆိုတဲ့အရာတွေကိုထည့်သွင်းပြီးတော့ငါတို့သိစေကြရအောင်ပြီးတဲ့အခါကျမှငါတို့နောက်9နှစ်ကြာရင်ပြန်ဖွင့်ကြည့်ရအောင်ဆိုပြီးတော့ကလေးတွေကိုကျမတို့ကဒီ time capsule box လေးတွေကိုဖန်တီးခိုင်းရမှာဖြစ်ပါတယ်ဒီလိုမျိုးတသားမမီတွေကိုကျမတို့လေ့ကျင့်ပေးခြင်းအပြင်ဘာတွေရနိုင်ပါသလဲတသားမမီတို့ရဲ့ emotional development စိတ်နဲ့ခံစားမှုကိုဖွံ့ဖြိုးစေပါတယ်။ဘာကြောင့်လဲသူတို့ရဲ့အတွေးတွေသူတို့ရဲ့ခံစားချက်တွေကိုရေးသားပြီးတော့ထည့်သွင်းစဉ်းစားရတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုသူတို့နားလည်လာစေတယ်။ဒါအပြင်ဒီနေ့ဖြစ်တည်နေတဲ့အမှတ်တရတွေဟာနောက်တစ်ချိန်မှာပြန်ကြည့်ရမယ်ဆိုတဲ့အတွေးကြောင့်ဒါတွေဟာဒီနေ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေဟာကိုယ့်ဘဝအတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုသိလာစေဖို့အတွက်သိလာစေတဲ့စိတ်ဆန္ဒကိုလည်းဖြစ်ပေါ်စေတယ်။ဒါအပြင်ဒီလို time capsule ပေါင်းလေးတွေကိုတယောက်တည်းခံစားပြီးတော့ပေါ့နော်ဘာတွေထည့်ပြီးတော့လှုပ်ဆောင်ရမလဲဆိုတာကိုပြန်ပြီးတော့တိတ်ဆိတ်စွာနဲ့စဉ်းစားရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့စိတ်ကိုလည်းပဲအေးအေးချမ်းချမ်းရှိလာစေတယ်။ဒီအချက်တွေဟာကာတာမီမီတို့ရဲ့ emotional development ကိုဖြစ်စေတာဖြစ်ပါတယ်။ဒါအပြင်နောက်9နှစ်ကြာမှပြန်ကြည့်မယ်ဆိုတဲ့အတွက်ကြောင့်ဒီရှေ့အတွက်ကိုလည်းသူဟာနောက်အနာဂတ်ကိုလည်း plan ပြင်ဆင်ပြီးတော့သူ့ရဲ့စိတ်ကူးရင်ကိုလည်းဖွံ့ဖြိုးတိုးတက်လာစေတယ်။ပြီးတဲ့အခါမှာအတိတ်ပစ္စုပန်အနာဂတ်ဆိုတဲ့အချိန်တွေရဲ့ချိတ်ဆက်မှုတွေရဲ့သဘောတရားကိုလည်းပဲသိနာလည်လာတယ်။ဒါအပြင်ဒီအရေးကြီးတဲ့အရာတွေကိုထည့်ပြီးသိမ်းကြရအောင်တို့တွေအမျက်နှိုးဆုံးအရာတွေကိုထည့်ပြီးသိမ်းဆည်းကြရအောင်လို့ပြောတဲ့အတွက်ကြောင့်ကိုဟာဘာကိုအရေးကြီးဆုံးလဲဆိုတာရွေးချယ်ရတာဖြစ်တဲ့အတွက်တသားမမီတို့ရဲ့ decision making ကိုလည်းမြင့်တင်ပေးရရောက်ပါတယ်။ဒါတွေအားလုံးဟာကလေးတစ်ယောက်ရဲ့ cognitive development လို့ခေါ်တဲ့စဉ်းစားတွေးခေါ်တတ်မှုကိုဖွံ့ဖြိုးစေနိုင်ပါတယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့ time capsule တွေကိုထည့်ခြင်းတဲ့အကြောင်းအရာတွေကိုတငယ်ချင်းတွေကိုမျှဝေပေးတာဖြစ်တဲ့အတွက်ကြောင့်မျှဝေပေးနိုင်တယ်။ပြီးတဲ့အခါမှာတော့ဒါကိုနောက်9နှစ်ကြာမှငါဟာဖွင့်ကြည့်နိုင်မယ်။ဒါတွေကိုငါတေချာသိမ်းဆည်းထားမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ကိုယ်ဖန်တီးတဲ့အရာကိုယုံကြည်စွာနဲ့ကာကွယ်လိုတဲ့စိတ်တာဝန်ယူတဲ့စိတ်တွေလည်းဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်ကလေးတွေ social development ကိုလည်းဖြစ်စေနိုင်ပါတယ်။ဒါအပြင် box clay ကိုဖန်တီးရတယ်ပစ္စည်းထည့်လိုတဲ့ပစ္စည်းတွေကိုရေးရတယ်ကိုလိုချင်တဲ့ပုံလေးတွေကိုရေးဆွဲပြီးတော့ထည့်ရတာဖြစ်တဲ့အတွက်ကြောင့်ကလေးတွေရဲ့ creativity ကိုဖြစ်စေသလိုကိုလိုချင်တဲ့အရာကိုယ့်ရဲ့စံထားထဲမှာဖြစ်ပေါ်တဲ့အရာတွေကိုပေါ်ထုတ်ရေးဆွဲပြောသားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တသားမမီတို့ရဲ့ creativity and expression ဆိုတဲ့အရာကိုလည်းဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်ဒီလိုမျိုးတဘာဝနဲ့ဆက်ဆက်နေတဲ့သင်ခန်းစာအကြောင်းအရာတွေကိုဆွေးနွေးခြင်းအပြင်တသားမမီတို့ဟာတဘာဝကိုချစ်မြတ်လို့တဲ့သူတွေလည်းဖြစ်လာစေနိုင်ပါတယ်။ဒါကတော့တသားမမီတို့ရဲ့ဘတ်ဆောင်စိတ်ခံစားမှုပိုင်းဆိုင်ရာအသိပညာပိုင်းဆိုင်ရာလူမှုရေးပိုင်းဆိုင်ရာစတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုပြိုင်နဲ့ထည့်ပေးနိုင်တဲ့ time capsule ပေါင်းလေးတွေရဲ့အကြောင်းကိုလေ့ကျင့်ပေးခြင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားတာဖြစ်ပါတယ်။ကဲကျမတို့ရဲ့ချက်လာစွာသောတသားမမီတို့ကို time capsule box လေးတွေလုပ်ခြင်းအပြင်ဒီလိုမျိုး development တွေကိုဖွံ့ဖြိုးတိုးတက်သွားရအောင်လေ့ကျင့်ပေးလို့ရပါတယ်ဆိုတာကိုအကြံပြုဆွေးနွေးရင်းနဲ့ညီကုန်းချော်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်